ဒီနေ့ဆိုရင်တာတို့ကျန်23ရက်ရှိပြီပေါ့နော်23ရက်သားကိုကျွန်တော်တပိတ်တာကြားနိုင်မလားချက်ကြည့်အောင်84ချက်သားဒီကောင်ကတော့84ချက်သားပေါ့နော်ကဲကျွန်တော်ချိန်ကြည့်မှာဘယ်လောက်သားရှိနိုင်မလဲပေါ့94ချက်သားကဲဒီကောင်လေးကဘယ်လောက်သားရှိမလဲ94ချက်သားဒီကောင်လေးရောဘယ်လောက်သားရှိမလဲဒီကောင်လေးရောဘယ်လောက်သားရှိနိုင်မလဲ94ချက်သားပေါ့နော်ဒီကောင်ကတော့ဒီကောင်လေးရောဘယ်လောက်သားရှိမလဲ62ချက်သားဒီကောင်လေးဒါကတော့ကျွန်တော်ကျွေးတဲ့အစာပေါ့နော်စံကျန်းကထောက်တဲ့911ကြက်လက်စာခုဆိုရင်တို့တရက်ကို2အိတ်ခွဲလောက်တော့ကုန်ပြီပေါ့ကြက်လက်စာတော့ဒီလိုမျိုးအတောက်လေးပေါ့နော်အတောက်ရင်အတောက်သေးပေါ့ကျွန်တော်ကြက်ကြီးဝိုင်းတော့အတောက်ကြီးပြောင်းသွားတော့ဒါကတော့စံကျန်း911ကြက်လက်စာပေါ့နော်ဒါကတော့ကျွန်တော်ရောင်ရဲ့အခြေအနေပေါ့နော်ဒီခုတလော်ရာလီဦးတို့ကနေပူတယ်ညအေးတယ်ဆိုတော့ကျွန်တော်တို့အပူမီဒီတွေပေးနေရတော့မယ်ပေါ့နော်အခုချိန်ထိ23ရက်သားထိပေါ့ဒါကကျွန်တော်ဒီဘက်ကလေတိုက်တဲ့ဘက်ကတော့လိုက်ကချရတာပေါ့နော်လေမတိုက်တဲ့ဘက်ကတော့ကျွန်တော်ဒီလိုမျိုးလိုက်ကတချမ်းဖွင့်ထားပေးတာပေါ့ဒါမှလေဝင်လေတွက်လေးနည်းနည်းအဆင်ပြေတာပေါ့ဒါပေမဲ့ည9နိုင်လောက်ကြာရင်တော့ကျွန်တော်ကလိုက်ကအကုန်လုံးချတာပေါ့နော်လိုက်ကတွေတအားချရင်လည်းအထဲမှာအနံ့တွေလှအောင်ပြီးတော့စက်တွေအချွဲဝင်အောင်မယ်ပေါ့နော်အဲဒါကြောင့်ကျွန်တော်လေဝင်လေတွက်လေးလည်းဒီလိုမျိုးလေးလောက်ထားတာပေါ့လေဝင်လေတွက်ရတော့ကျွန်တော်တချမ်းမှာပေါ့နော်တချမ်းချတာတယ်ဟောဒီမှာတချမ်းဖွင့်လာတာဒါညနည်းနည်းအေးလာလို့ဆိုရင်ကျွန်တော်အကုန်လုံးပိတ်မှာပေါ့23ရက်သားပြန်မြအလေးကျင်ရတော့ကျွန်တော်ကတော့တကောင်ကို80သားလောက်မှတ်လိုက်တာပေါ့နော်။ဘာဖြစ်ဆိုတော့သူက90သားအကောင်တွေရှိတယ်လို့60သားအကောင်လည်းရှိတယ်80သားအကောင်လည်းရှိတယ်။အဲ့ဒါကိုကျွန်တော်ကပြန်မြတွက်လိုက်လို့ဆိုရင်80သားပေါ့တကောင်80သားပေါ့23ရက်ဆိုရင်တကောင်80သားဒီ4ချိန်လောက်ဆိုရင်အဆင်ပြေနိုင်မလား။နောက်ဗီဒီယိုကြာရင်ကျွန်တော်28သားကိုဘယ်လောက်သားထိတက်သွားလဲဆိုတာကျွန်တော်ထပ်တင်ပေးမှာပေါ့နော်။